တဘာဝတရားစာတတွေအများကြီးထွက်ရှိခဲ့မှုတဲ့မြန်မာနိုင်ငံဟာဘာကြောင့်ဒီနေ့ခေတ်ထိစင်းရင်မွေးတည်မှုတွေနဲ့အဆက်မပြတ်ရုန်းကန်နေရလဲဆိုတာတကယ်ကိုစဉ်းစားစရာအချက်တစ်ချက်ဖြစ်ပါတယ်။တစ်ဖက်မှာတော့ရေတောင်ဝယ်တောက်ရလောက်အောင်ဘာမှမရှိတဲ့စင်ကာပူနိုင်ငံဟာကမ္ဘာအချမ်းသာဆုံးဖြစ်လာတာဟာတကယ်ကိုအံ့ဩစရာကောင်းလာတဲ့လျှို့ဝှက်စမ်းကြဲဗဟေဒီတစ်ခုဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း60ကျော်ကာလတုန်းကအာရှတိုက်ရဲ့အချမ်းသာဆုံးလမ်းမတွေဟာရန်ကုန်မြို့ပေါ်မှာရှိခဲ့ဘူးတယ်ဆိုတာလူနေငယ်သာသိကြတဲ့တုံ့လှုပ်စရာအမှန်တရားဖြစ်ပါတယ်။ဒါပေမဲ့တမိုင်းရဲ့လျှို့ဝှက်စမ်းကြဲတဲ့အလှည့်အပြောင်းတစ်ခုကြောင့်နိုင်ငံနှစ်ခုရဲ့ကံကြမ္မာဟာလုံးဝပြောင်းပြန်ဖြစ်သွားခဲ့ရတယ်လို့ရှင်းအောင်တမိုင်းပတ်တန်းတွေထဲမှာအတီလင်းဖော်ပြထားပါတယ်။ဒီကနေ့ဗီဒီယိုထဲမှာအဲ့ဒီလိုဖြစ်ပျက်သွားရတဲ့အထူးအကြောင်းရင်းတွေကိုအသေးချာရှာဖွေပြီးလူတိုင်းအလွယ်တကူနားလည်အောင်အပိုင်းလိုက်ခွဲခြားကာရှင်းပြပေးသွားမှာပါ။အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့တမိုင်းအကြောင်းတွေကိုအမြဲတမ်းကြည့်ရှုနိုင်မှုကျွန်တော်တို့ရဲ့ The Mon Channel ကိုအခုပဲ Like and Subscribe နှိပ်ပြီးစာရင်းသွင်းထားလိုက်ဖို့အကြံပြုလိုပါတယ်။လွန်ခဲ့တဲ့1960ခုနှစ်ဝန်းကျင်ကာလတွေတုန်းကမြန်မာနိုင်ငံဟာအာရှတိုက်တစ်ခွင်မှာစံစပါအများဆုံးတင်ပို့နိုင်တဲ့ထိပ်တန်းအချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်ခဲ့ပူးပါတယ်။အဲ့ဒီချိန်တုန်းကစင်ကာပူကျွန်းလေးကတော့ရေတောင်ဝယ်တောက်ရတဲ့အခြေအနေမျိုးနဲ့ဘွက်တော်တွေပြည့်နှက်နေတဲ့ရွာသိမ်ကုန်းလေးတစ်ခုသာဖြစ်ခဲ့တာဟာငင်းပယ်လို့မရနိုင်တဲ့သမိုင်းအမှန်တရားတစ်ခုဖြစ်ပါတယ်။မြမမြေပေါ်မှာရွှေတွေကြောက်စိမ့်တွေနဲ့ဘိုးတန်တစ်တော်တွေအများကြီးရှိနေချိန်မှာစင်ကာပူမှာတော့ဆင်းရဲတဲ့ငါးဖမ်းသမားအနေငယ်သာမိချင်းနေထိုင်ခဲ့ကြတာပါ။ဒါပေမဲ့နှစ်ပေါင်းအနေငယ်အတွင်းမှာပဲမြန်မာနိုင်ငံရဲ့စီးပွားရေးစနစ် economic system ဟာလုံးဝပျက်စီးသွားခဲ့ရတယ်လို့ကမ္ဘာစီးပွားရေးပညာရှင်တွေကထောက်ပြကြပါတယ်။အဲ့ဒီလိုဖြစ်ရတာဟာ1962ခုနှစ်မှာစတင်ခဲ့တဲ့လမ်းစဉ်တစ်ကြောင့်နိုင်ငံခြားယင်းနှိမ့်မြုပ်နှံမှုတွေအားလုံးမြန်မာမြေပေါ်ကနေချက်ချင်းထွက်ပြေးကုန်ကြလို့ဖြစ်တယ်ဆိုတာအားလုံးအသိပါ။စင်ကာပူနိုင်ငံကတော့အဲ့ဒီချိန်မှာကမ္ဘာကြီးနဲ့အမြန်ဆုံးချိတ်ဆက်ဖို့အတွက်လွတ်လပ်တဲ့ကုန်သွယ်မှုစနစ်ကိုအလျင်အမြန်စနစ်တကျဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။သူတို့ရဲ့အမျှော်အမြင်ကြီးမားတဲ့ခေါင်းဆောင်လီကွန်ယူဟာကမ္ဘာအဆင့်မီစိတ်ကမ်းတွေကိုအမိအယတိဆောက်ပြီးနိုင်ငံတကာသင်းမောတွေကိုအဆက်မပြတ်ဖိတ်ခေါ်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာတော့စက်ရုံတွေနဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုပြည်သူပိုင်သိမ်းလိုက်တဲ့အတွက်နိုင်ငံရဲ့တိုးတက်မှုတွေအားလုံးရုတ်တရက်ရပ်တန့်သွားခဲ့ရတာကတော့တကယ်အမှန်တရားဖြစ်ပါတယ်။အဲ့ဒီသမိုင်းဝင်ဆုံးဖြတ်ချက်နှစ်ခုဟာနိုင်ငံနှစ်ခုရဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအနာဂတ်ကံကြမ္မာကိုလုံးဝပြောင်းလဲကွဲပြားသွားစေခဲ့တယ်ဆိုတာထင်ရှားလာတဲ့သမိုင်းဝင်အချက်ဖြစ်ပါတယ်။စင်ကာပူနိုင်ငံဟာတဘာဝတရားစာတမရှိတဲ့အားနည်းချက်ကိုအာသာချက်ပြောင်းလဲဖို့လူသားအရင်းမြစ်ကိုအဓိကထားပြီးထိထိရောက်ရောက်ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ကြောင်းသိရပါတယ်။သူတို့ဟာနိုင်ငံတစ်နိုင်ငံလုံးမှာအဂတိလိုက်စားမှုပပျောက်ရေးကိုပြက်ပြက်သားသားလှုပ်ဆောင်ပြီးတရားဥပဒေစိုးမိုးရေးကိုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့နှစ်ပေါင်းများစွာကြာအောင်တောက်လောင်ခဲ့တဲ့ပြည်တွင်းစစ်တွေကြောင့်လမ်းမဆက်သွယ်ရေးနဲ့ပညာရေးကဏ္ဍတွေဟာအာရှရဲ့အောက်ခြေအဆင့်ကိုရှော့ကျရောက်ရှိသွားခဲ့ရတာဖြစ်ပါတယ်။တကယ်အမှန်တရားကိုစစ်ဆေးကြည့်မယ်ဆိုရင်စင်ကာပူရဲ့ GDP ဟာမြန်မာထက်အဆပေါင်းများစွာမြင့်မားနေတာဖြစ်ပါတယ်။စင်ကာပူနိုင်ငံဟာကမ္ဘာအဆင့်မီညာနာလုပ်သားတွေကိုစနစ်တကျမွေးထုတ်ပေးနိုင်ခဲ့လို့အာရှတိုက်ရဲ့အကြီးမားဆုံးဗန်နာရေးဗဟိုချက်ဖြစ်လာခဲ့တာပါ။မြန်မာနိုင်ငံကတော့ကမ္ဘာအဆင့်မီစီးပွားရေးအဆောက်အအုံတွေကိုအချိန်မီမတီးဆောက်နိုင်ခဲ့ပဲခေဟောင်းစနစ်စိုးတွေထဲမှာပဲနှစ်ပေါင်းများစွာပိတ်မိနေခဲ့တာအားလုံးအသိပဲဖြစ်ပါတယ်။နိုင်ငံတစ်ခုချမ်းသာဖို့ဆိုတာမြေကြီးတွေကထွက်တဲ့အရာတွေထက်ကောင်းမွန်တဲ့စီမံခန့်ခွဲမှုစနစ်ကပိုအရေးကြီးကြောင်းသက်သေပြနေပါတယ်။ဥပမာအနေနဲ့ပြောရရင်စင်ကာပူစိတ်ကမ်းကိုရောက်လာတဲ့ကုန်သစ်တာတစ်လုံးဟာမိနစ်ပိုင်းအတွင်းမှာပဲလုပ်ငန်းစဉ်တွေအားလုံးအဆင်ပြေပြေပြီးစီးသွားတာတကယ်လက်တွေ့ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့စိတ်ကမ်းတွေမှာတော့ကုန်ပစ္စည်းတစ်ခုကိုထုတ်ယူဖို့အတွက်ရပ်ပေါင်းများစွာကြာအောင်စောင့်ဆိုင်းရတဲ့အခြေအနေမျိုးရှိနေစေဖြစ်တာဟာလုပ်ငန်းခွင်အားနည်းချက်ဖြစ်ပါတယ်။အဲ့ဒီလိုလုပ်ငန်းကြန့်ကြာမှုတွေကြောင့်ကမ္ဘာကုမ္ပဏီကြီးတွေဟာမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုထက်စင်ကာပူကိုပဲပိုပြီးယုံကြည်စိတ်ချစွာရွေးချယ်ခဲ့ကြပါတယ်။စင်ကာပူရဲ့တက္ကသိုလ်တွေဟာကမ္ဘာထိပ်တန်းအဆင့်မှာရှိနေပြီးမြန်မာပညာရေးကတော့ခေတ်နောက်ကျကျန်ခဲ့ရတာမျိုးဆက်သစ်တွေအတွက်စိတ်မကောင်းစရာအမှန်တရားတစ်ခုပါ။နိုင်ငံတကာကုန်သွယ်မှုလမ်းကြောင်းပေါ်မှာရှိတဲ့မလကာရေလက်ကြားကိုစင်ကာပူနိုင်ငံကအထူးရောက်ဆုံးအသုံးချပြီးစီးပွားရှာနိုင်ခဲ့တာထင်ရှားတဲ့အချက်ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလည်းရှည်လျားတဲ့ပင်လယ်ကမ်းရိုးတန်းရှိပေမဲ့လည်းအခြေခံအဆောက်အအုံမပြည့်စုံလို့ထိရောက်တဲ့အကျိုးမြတ်မရရှိခဲ့တာဟာတကယ်ကိုနှမျောစရာကောင်းလာပါတယ်။ဒါပြင်စင်ကာပူအစိုးရဟာနိုင်ငံခြားကုမ္ပဏီတွေကိုဆွဲဆောင်ဖို့အတွက်အခွန်လျှော့ပေါ့မှုမူဝါဒတွေကိုစနစ်တကျပြုလုပ်ကျင့်သုံးခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုမျိုးမူဝါဒကွာခြားချက်တွေကြောင့်ကမ္ဘာနည်းပညာကုမ္ပဏီကြီးတွေဟာစင်ကာပူမှာသူတို့ရဲ့ဒေသဆိုင်ရာရုံးချုပ်တွေကိုအပြန်အဆိုင်လာရောက်ဖွင့်လှစ်ခဲ့ကြပါတယ်။ဒီသမိုင်းကြောင်းကိုကြည့်ရင်စနစ်ကောင်းတစ်ခုဟာနိုင်ငံတစ်ခုကိုဘယ်လောက်ထိမြန်မြန်ဆန်ဆန်ပြောင်းလဲပြစ်နိုင်တယ်လဲဆိုတာအားလုံးမျက်ဝါးထင်ထင်မြင်တွေ့နိုင်မှာသိကြပေါက်ဖြစ်ပါတယ်။မြန်မာနိုင်ငံအနေနဲ့လည်းအနာဂတ်မှာအဂတိလိုက်စားမှုတွေကိုထိရောက်စွာတိုက်ဖျက်ပြီးပညာရေးကိုမြင့်တင်နိုင်ရင်ပြန်လည်တိုးတက်လာနိုင်တဲ့အခွင့်အရေးကောင်းတွေရှိနေတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုပြောင်းလဲဖို့အတွက်တည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေနဲ့
မှန်ကန်တဲ့မူဝါဒတွေအရေးကြီးလိုအပ်နေတယ်လို့စီးပွားရေးပညာရှင်တွေကသုံးသပ်ပြောဆိုနေကြပါတယ်စင်ကာပူရဲ့အောင်မြင်မှုဟာကမ္ဘာပေါ်ကတည်န်စာတမရှိတဲ့နိုင်ငံငယ်လေးတွေအတွက်အမြဲတမ်းအားကျအတူယူစရာစံပြပုံမြင်တစ်ပုဒ်ဖြစ်နေမှာဖြစ်ကြောင်းဖော်ပြကျင်တာဖြစ်ပါတယ်အခုရှင်းပြခဲ့တဲ့အချက်လက်တွေအပေါ်မိမိတို့ရဲ့ထင်မြင်ယူဆချက်တွေကိုအောက်က comment မှာအာမနာတမ်းရေးသားဆွေးနွေးသွားနိုင်ပါတယ်နောက်တဲ့ဗီဒီယိုတွေမှာလည်းကမ္ဘာထူးခြားစမ်းပြတဲ့စီးပွားရေးလျှို့ဝှက်ချက်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့အမြဲတမ်းစောင့်မျှော်အားပေးကြည့်ရှုနိုင်ပါတယ်ခင်ဗျာတမိုင်းရဲ့ဘယ်လိုလျှို့ဝှက်ချက်တွေကမြန်မာနိုင်ငံကိုကမ္ဘာစက်ခုံပေါ်မှာပြန်လဲဝင်းပလာစေမလဲဆိုတာဘယ်သူမှကြိုတင်ပြီးတော့အသေးချာမပြောနိုင်သေးပါဘူးမြန်မာနိုင်ငံရဲ့စီးပွားရေးကျဆင်းမှုဟာ1980ခုနှစ်ဝန်းကျင်ကာလတွေမှာပုံမူဆိုးရွားလာခဲ့တယ်လို့ကမ္ဘာကုလသမဂ္ဂရဲ့မှတ်တမ်းများအရသိရှိရပါတယ်အဲ့ဒီချိန်မှာစင်ကာပူနိုင်ငံကတော့ကမ္ဘာ electronic ထုတ်ကုန်တွေထုတ်လုပ်တဲ့အဓိကဗဟိုချက်မကြီးဖြစ်အောင်နေမအားညမနာဂျိုးပန်းအားထုတ်နေခဲ့တာပါမြန်မာစီးပွားရေးဟာပြင်ပကမ္ဘာနဲ့အဆက်အသွယ်လုံးဝပြတ်တောက်သွားပြီးမိမိဘာသာဖူလုံရေးမူဝါဒဇိုးအောင်မှာတဖြည်းဖြည်းလုံးမပါသွားခဲ့ရတာဖြစ်ပါတယ်စင်ကာပူကတော့နိုင်ငံခြားဓာတ်ရိုက်ရင်းနှီးမြှုပ်နှံမှုကိုတကားအကျယ်ကြီးဖွင့်လှစ်ပြီးကြိုဆိုခဲ့တာဖြစ်ပါတယ်အဲ့ဒီလိုကွဲပြားတဲ့လမ်းစဉ်နှစ်ခုကြောင့်နှစ်ပေါင်း30အတွင်းမှာတင်နှစ်နိုင်ငံရဲ့ချမ်းသာကြွယ်ဝမှုကွာဟချက်ဟာတွက်ချက်လို့မရအောင်အစမတန်ကြီးမားသွားခဲ့ပါတယ်မြန်မာနိုင်ငံရဲ့မြို့တော်ဟောင်းရန်ကုန်မြို့ဟာတစ်ချိန်ကအာရှရဲ့အလှပဆုံးနဲ့အစီကားဆုံးမြို့ကြီးတစ်မြို့ဖြစ်ခဲ့ဘူးတာကငင်းလို့မရတဲ့သမိုင်းအထောက်ထားပါစင်ကာပူကခေါင်းဆောင်တွေတောင်မှသူတို့နိုင်ငံကိုရန်ကုန်မြို့လိုတိုးတက်စီကားအောင်လုပ်ချင်တယ်လို့တစ်ချိန်ကထုတ်ဖော်ပြောဆိုခဲ့ဘူးကြောင်းသမိုင်းမှာမှတ်တမ်းတင်ထားတာဖြစ်ပါတယ်ဒါပေမဲ့လက်ရှိချိန်မှာတော့စင်ကာပူဟာကမ္ဘာအဆင့်မြင့်ဆုံး Smart City ဖြစ်နေပြီးရန်ကုန်ကတော့အခြေခံလျှက်စစ်မီရရှိဖို့အတွက်ပင်ပန်းစွာရုန်းကန်နေရသေးပါပဲဒီလိုမျိုးခြေနေဆိုးတွေဖြစ်လာရတာဟာရေတူအကျိုးမြတ်ကိုပဲကြည့်ပြီးရေရှည်စီမံကိန်းတွေတေချာမချမှတ်နိုင်ခဲ့လို့ဖြစ်တယ်လို့ပညာရှင်တွေကသုံးသပ်ကြပါတယ်စင်ကာပူနိုင်ငံဟာရေရှည်စီမံကိန်းတွေကိုအနှစ်90စာကြိုတင်ရေးဆွဲပြီးစနစ်တကျအကောင့်ထဲပေါ်ခဲ့တာကြောင့်အခုလိုထိပ်တန်းရောက်ရှိအောင်မြင်လာခဲ့တာပါသူတို့ရဲ့အိမ်ယာအဆောက်အအုံစနစ်တွေဟာပြည်သူတွေအားလုံးအတွက်လုံလောက်တဲ့လူနေမှုအဆင့်တန်းကိုဖန်တီးပေးနိုင်ခဲ့တာဟာအားကျစရာအချက်တစ်ချက်ပါမြန်မာနိုင်ငံမှာတော့မြို့ပြစီမံကိန်းတွေဟာအဂတိတရားတွေကြောင့်စနစ်တကျမရှိဘဲကျူးကျော်အိမ်ယာတွေပုံမူများပြားလာခဲ့တာဟာရုပ်ဆိုးလာတဲ့အချက်ဖြစ်ပါတယ်ဒါအပြင်စင်ကာပူဟာနိုင်ငံတကာကကျွမ်းကျင်ပညာရှင်တွေကိုဆွဲဆောင်ဖို့အတွက်ဆွဲဆောင်မှုအပြည့်ရှိတဲ့တန်ရှင်းတဲ့လူနေမှုပတ်ဝန်းကျင်ကိုဖန်တီးပေးခဲ့တာအမှန်ပဲဖြစ်ပါတယ်မြန်မာနိုင်ငံကပညာတတ်အများစုကတော့ပြည်တွင်းမှာအခွင့်အလမ်းမရှိတဲ့အတွက်စင်ကာပူပါဝင်ပြည်ပနိုင်ငံတွေကိုအစုလိုက်အပြုံလိုက်ထွက်ခွာသွားခဲ့ကြရပါတယ်အဲ့ဒီလိုမျိုးပညာတတ်များပြည်ပသို့ထွက်ခွာသွားခြင်း brain drain ဖြစ်စဉ်ကြောင့်မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍဟာပိုပြီးနှောင့်နှေးသွားခဲ့ရပါတယ်နိုင်ငံတနိုင်ငံဖွံ့ဖြိုးဖို့အတွက်ငွေကြေးထက်တန်ဖိုးရှိတဲ့လူသားအရင်းမြစ်တွေဆုံးရှုံးသွားရတာဟာတကယ်ကိုကြီးမားတဲ့ထိုးနှက်ချက်လို့ဆိုရမှာဖြစ်ပါတယ်စင်ကာပူနိုင်ငံကတော့အဲ့ဒီလိုထွက်ပြေးလာတဲ့ကမ္ဘာပညာတတ်တွေကိုကောင်းကောင်းအသုံးချပြီးသူတို့ရဲ့နည်းပညာကဏ္ဍကိုအရှိန်အဟုန်နဲ့မြင့်တင်ခဲ့တာပါစင်ကာပူရဲ့အစိုးရဝန်ဆောင်မှုစနစ်ဟာကမ္ဘာမှာအမြန်ဆန်ဆုံးနဲ့အဂတိအကင်းဆုံးဖြစ်တယ်လို့သတ်မှတ်ခံထားရပါတယ်မြန်မာနိုင်ငံမှာတော့အစိုးရရုံးလုပ်ငန်းတွေမှာစက်ကူအလုပ်ရှုပ်မှုတွေနဲ့ကြံ့ကြာမှုတွေဟာနိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်တွေကိုအကြီးအကျယ်စိတ်ပျက်စေခဲ့တာအမှန်ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကမ္ဘာဘဏ်ကြီးတွေဟာစင်ကာပူနိုင်ငံကိုစီးပွားရေးအရာလောက်ရအလွယ်ကူဆုံးအဆင်ပြေဆုံးနိုင်ငံအဖြစ်နှစ်စဉ်မပြတ်သတ်မှတ်ပေးနေတာဖြစ်ကြောင်းသိရပါတယ်။မြန်မာနိုင်ငံကတော့အဲ့ဒီအညွန့်ကိန်းတွေမှာအမြဲတမ်းအောက်ဆုံးအဆင့်တွေမှာပဲရှိနေခဲ့တာဟာပြုပြင်ပြောင်းလဲမှုအားနည်းချက်ကိုမီးမောင်းထိုးပြသနေတာပါ။အခုလိုမျိုးကွာခြားချက်တွေကိုလေ့လာကြည့်ခြင်းအပြင်ကျွန်တော်တို့နိုင်ငံအတွက်တန်ဖိုးရှိတဲ့သင်ခန်းစာအများကြီးရရှိနိုင်လိမ့်မယ်လို့ဧကန်မုတ်ချယုံကြည်မိတာအမှန်ပဲဖြစ်ပါတယ်။စင်ကာပူနိုင်ငံရဲ့တမိုင်းကြောင်းဟာရုန်းကန်မှုတွေပြည့်နှက်နေပေမဲ့မှန်ကန်တဲ့လမ်းပြမြေပုံကြောင့်ကမ္ဘာထိပ်တန်းကိုရောက်ရှိသွားခဲ့တာပါ။မြန်မာနိုင်ငံမှာလည်းခင်မီတဲ့စိုက်ပျိုးရေးစနစ်တွေကိုအသုံးချပြီးလေယာထွက်ကုန်တွေကိုတန်ဖိုးမြင့်ထုတ်ကုန်တွေအဖြစ်ပြောင်းလဲနိုင်တဲ့အလားအလာအများကြီးရှိနေပါတယ်။ဒါပေမဲ့လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခတွေဟာအဲ့ဒီလိုတိုးတက်ဖို့အခွင့်အလမ်းတွေကိုအဓိကဟန်တားနေတဲ့အတားအဆီးတွေဖြစ်နေတာဟာအမှန်တရားဖြစ်ပါတယ်။ကမ္ဘာစီးပွားရေးအပြောင်းလဲတွေကြားမှာမြန်မာနိုင်ငံအနေနဲ့အချိန်မီပြုပြင်ပြောင်းလဲမှုတွေမလုပ်နိုင်ရင်ပိုပြီးနောက်ကျကျန်ရစ်ခဲ့မှာဖြစ်တယ်လို့ပညာရှင်တွေကသတိပေးထားပါတယ်။စင်ကာပူရဲ့အောင်မြင်မှုလျှို့ဝှက်ချက်ကိုလူတိုင်းသိရှိနားလည်စေဖို့အတွက်ဒီဗီဒီယိုကိုတငယ်ချင်းတွေစီမပြတ်မကွက်မျှဝေပေးဖို့အထူးတောင်းဆိုချင်ပါတယ်။စင်ကာပူနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာလည်းကမ္ဘာအဆင့်မီဖြစ်လို့ပြည်သူတွေအတွက်ဘေးကင်းလုံခြုံတဲ့လူနေမှုဘဝကိုပေးစွမ်းနိုင်တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့ကျန်းမာရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုအားနည်းချက်ကြောင့်ပြည်သူတွေဟာစေကူတာဖို့အတွက်ပြည်ပနိုင်ငံတွေကိုအမြဲတမ်းအားကိုးနေရပါတယ်။အဲ့ဒီလိုမျိုးလူနေမှုအဆင့်တန်းကွာဟချက်တွေဟာနိုင်ငံနှစ်ခုရဲ့စီးပွားရေးအင်အားတောင့်တင်းမှုကိုဓာတ်ရိုက်ထင်ဟပ်နေတဲ့အချက်တွေဖြစ်တာထင်ရှားပါတယ်။စင်ကာပူရဲ့ငွေကြေးတန်ဖိုးဟာကမ္ဘာဈေးကွက်မှာအလွန်ခိုင်မာပြီးတည်ငြိမ်မှုရှိတာအားလုံးသိကြမှာပါ။
မြန်မာနိုင်ငံရဲ့ငွေကြေးကတော့ငွေကြေးဖောင်းပွားမှုဒဏ်ကြောင့်တန်မိုးတွေတဖြည်းဖြည်းကျဆင်းလာနေတာဟာပြည်သူတွေအတွက်အလွန်စိုးရိမ်စရာအခြေအနေဖြစ်ပါတယ်။ငွေကြေးတည်ငြိမ်မှုမရှိခြင်းဟာနိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကိုစိုးရိမ်ထိတ်လန့်စေပြီးလုပ်ငန်းအသစ်တွေစတင်ဖို့နှောင့်နှေးစေတာဖြစ်ကြောင်းသိရပါတယ်။စင်ကာပူနိုင်ငံဟာနိုင်ငံတကာစံနှုန်းတွေနဲ့အညီစီးပွားရေးလုပ်ငန်းတွေကိုအကာအကွယ်ပေးထားလို့ကမ္ဘာယုံကြည်မှုအပြည့်အဝရရှိထားတာဖြစ်ပါတယ်။အဲ့ဒီယုံကြည်မှုဟာစင်ကာပူကိုကမ္ဘာအချမ်းသာဆုံးနိုင်ငံစည်ရင်းနဲ့ထည့်သွင်းပေးခဲ့တဲ့အဓိကတော့ချက်ဖြစ်တယ်လို့စီးပွားရေးသမားတွေကဆိုကြပါတယ်။မြန်မာနိုင်ငံအနေနဲ့လည်းအဲ့ဒီလိုယုံကြည်မှုမျိုးပြန်လဲရရှိအောင်ရေရှည်တည်ငြိမ်တဲ့မူဝါဒကောင်းတွေကိုထိထိရောက်ရောက်ဖော်ဆောင်ဖို့လိုအပ်နေတာဖြစ်ပါတယ်။စင်ကာပူရဲ့သမိုင်းကြောင်းကိုပြန်ကြည့်ရင်သူတို့ဟာမလေးရှားဖက်ဒရယ်တဲကနေမတရားနှင်ထုတ်ခံခဲ့ရတဲ့အထီးကျန်ကျွန်းလေးတစ်ကျွန်းဖြစ်ခဲ့တာပါ။အဲ့ဒီလိုအချက်တဲကိုရင်ဆိုင်ရင်းနဲ့ပဲသူတို့ဟာကမ္ဘာအဆင့်မီစမ်းသစ်တီထွင်မှုတွေကိုအဆက်မပြတ်လှုပ်ဆောင်ခဲ့ကြတာအမှန်ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံကတော့ကမ္ဘာအချမ်းသာဆုံးအဆင့်ကနေအဆင်းရဲဆုံးအဆင့်ကိုရောက်သွားခဲ့ရတာဟာသမိုင်းရဲ့ကြီးမားလာတဲ့သင်ခန်းစာဖြစ်တယ်လို့ပြောရမှာပါ။ခေါင်းဆောင်ကောင်းတယောက်ရဲ့မှန်ကန်တဲ့ရည်ရှိမျှော်မှန်းချက်ဟာနိုင်ငံတစ်ခုရဲ့ကံကြမ္မာကိုလုံးဝပြောင်းလဲပြစ်နိုင်ကြောင်းအလွန်ထင်ရှားလာတဲ့သင်ခန်းစာတစ်ခုပါ။စင်ကာပူရဲ့ခေါင်းဆောင်တွေဟာအနာဂတ်ရဲ့နည်းပညာခေတ်ကိုကြိုတင်မြင်ယောင်ပြီးလိုအပ်တဲ့ပြင်ဆင်မှုတွေအားလုံးကိုလုပ်ခဲ့ကြပါတယ်။မြန်မာနိုင်ငံမှာတော့အတိတ်ကမှားယွင်းခဲ့တဲ့စီးပွားရေးမူဝါဒဇိုးတွေရဲ့ဆိုးရွားတဲ့အကျိုးဆက်ကိုဒီနေ့ခေတ်လူငယ်တွေခံစားနေရတာတကယ်အမှန်တရားပါ။ဒါပေမဲ့မြန်မာလူငယ်တွေရဲ့အရေးချင်းတဲ့စ조사အားထုတ်မှုတွေဟာမှန်ကန်တဲ့ပတ်ဝန်းကျင်ရရှိရင်တောက်ပလာနိုင်တယ်ဆိုတာလုံးဝယုံကြည်စရာဖြစ်ပါတယ်။စင်ကာပူနိုင်ငံရဲ့အခြေခံအဆောက်အအုံတည်ဆောက်မှုတွေဟာကမ္ဘာခီးသွားတွေကိုဆွဲဆောင်နိုင်တဲ့အဓိကအချက်တစ်ချက်ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလည်းလှပတဲ့သဘာဝအလှပတွေရှိပေမဲ့လမ်းမဆက်သွယ်ရေးအားနည်းလို့ခီးသွားလုပ်ငန်းတိုးတက်မှုအလွန်နှေးကွေးနေတာဖြစ်ပါတယ်။စင်ကာပူရဲ့လေဆိပ်ဟာကမ္ဘာအကောင်းဆုံးလေဆိပ်အဖြစ်နှစ်ပေါင်းများစွာကြာအောင်ထိပ်တန်းမှာသတ်မှတ်ခြင်းခံထားရတာအားလုံးအသိဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့လေဆိပ်တွေကတော့ဒေသတွင်းအဆင့်မှာတင်လိုအပ်ချက်တွေအများကြီးရှိနေသေးတာကိုအမြန်ဆုံးအဆင့်မြင့်တင်ဖို့လိုအပ်နေတာဖြစ်ပါတယ်။အဲ့ဒီလိုသယ်ယူပို့ဆောင်ရေးကဏ္ဍတွေဖွံ့ဖြိုးတိုးတက်ခြင်းဟာကုန်သွယ်မှုကုန်ကျစရိတ်ကိုအများကြီးလျှော့ချပေးနိုင်တာငြင်းလို့မရတဲ့အမှန်တရားပါ။စင်ကာပူနိုင်ငံဟာကုန်ကျစရိတ်သက်သာပြီးထိရောက်တဲ့လမ်းကြောင်းတွေကိုဖန်တီးပေးနိုင်လို့ကမ္ဘာကုန်သွယ်မှုဗဟိုဖြစ်လာတာပါ။မြန်မာနိုင်ငံမှာတော့ကုန်စည်စီးဆင်းမှုလမ်းကြောင်းတွေမှာဂိတ်ပေါင်းများစွာရှိနေလို့ကုန်ကျစရိတ်တွေမလိုအပ်ဘဲမြင့်မားနေရတာတကယ်အားနည်းချက်ဖြစ်ပါတယ်။အဲ့ဒီလိုမျိုးစနစ်ပိုင်းဆိုင်ရာအားနည်းချက်တွေကိုအမြန်ဆုံးပြုပြင်ပြောင်းလဲနိုင်မှသာနိုင်ငံရဲ့စီးပွားရေးပြိုင်ဆိုင်မှုစွမ်းရည်မြင့်တက်လာမှာပါ။စင်ကာပူရဲ့စီးပွားရေးမော်ဒယ်ကိုတေချာလေ့လာပြီးမိမိတို့နိုင်ငံနဲ့ကိုက်ညီမဲ့အချက်တွေကိုပေါင်းဆက်အသုံးချသင့်တာဖြစ်ကြောင်းပြောလိုတာပါ။နိုင်ငံတစ်ခုကြီးပွားတိုးတက်ဖို့အတွက်သဘာဝအရင်းမြစ်တွေထက်စနစ်ကောင်းတစ်ခုရှိဖို့ကပိုပြီးအရေးကြီးကြောင်းကမ္ဘာကတွေ့ရှိရတာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ကမ္ဘာကျော်ရတနာတွေဟာနိုင်ငံအတွက်ရေရှည်တည်တဲ့ချမ်းသာကြွယ်ဝမှုကိုမပေးစွမ်းနိုင်ခဲ့တာလက်တွေ့မြင်တွေ့ရတဲ့အမှန်တရားပါ။စင်ကာပူရဲ့ပညာရေးနဲ့နည်းပညာကဏ္ဍတွေကတော့သူတို့နိုင်ငံကိုကမ္ဘာအချမ်းသာဆုံးအဆင့်မှာအမြဲတမ်းထိန်းထားပေးနိုင်တာထင်ရှားတဲ့အချက်ဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဟာအနာဂတ်မျိုးဆက်သစ်တွေရဲ့ပညာရေးကဏ္ဍမှာပုံမရင်းနှီးမြှုပ်နှံကြဖို့အလေးနဲ့လိုအပ်နေတာဖြစ်ကြောင်းတိုက်တွန်းချင်ပါတယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပြီးနောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာများကိုလည်းဆက်လက်စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။စင်ကာပူနိုင်ငံရဲ့ဥပဒေစနစ်ဟာကမ္ဘာစီးပွားရေးလုပ်ငန်းရှင်တွေအတွက်အလွန်စိတ်ချရတဲ့အကာအကွယ်ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့တရားစီရင်ရေးကဏ္ဍမှာလိုအပ်ချက်တွေရှိနေသေးလို့နိုင်ငံတကာလုပ်ငန်းရှင်တွေကယင်းနှိမ့်မြုပ်နှံမှုတွန့်ဆုတ်နေကြတာတကယ်အမှန်တရားပါ။အဲ့ဒီလိုမျိုးယုံကြည်စိတ်ချရမှုကွာခြားချက်ဟာနှစ်နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုနှုန်းကိုအကြီးအကျယ်သက်ရောက်မှုရှိစေတာညင်မရတဲ့အချက်ဖြစ်ပါတယ်။စင်ကာပူနိုင်ငံဟာကမ္ဘာကုမ္ပဏီကြီးတွေရဲ့အငင်းပွားမှုတွေကိုဖြေရှင်းပေးတဲ့တရားမျှတသောဖြန့်ဖြေရေးဗဟိုချက်ဖြစ်ပါတယ်။မြန်မာနိုင်ငံအနေနဲ့လည်းအဲ့ဒီလိုမျိုးကမ္ဘာအဆင့်မီစနစ်တွေကိုအတူယူပြီးပြုပြင်ပြောင်းလဲမှုတွေချက်ချင်းထိထိရောက်ရောက်လှုပ်ဆောင်ဖို့လိုအပ်နေတာဖြစ်ပါတယ်။စင်ကာပူရဲ့အောင်မြင်မှုသမိုင်းကြောင်းဟာဇွဲလုံးလာနဲ့မှန်ကန်တဲ့ဥဆောင်မှုရှိရင်ဘာမဆိုဖြစ်နိုင်ကြောင်းသက်သေပြနေတာအမှန်ပါပဲ။မြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးကဏ္ဍကိုခေတ်မီနည်းပညာတွေနဲ့ပေါင်းစပ်နိုင်ရင်အာရှရဲ့စံအိုးကြီးပြန်ဖြစ်လာနိုင်တာအားလုံးအသိဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုမျိုးဖြစ်လာနိုင်မှုအတွက်ခေတ်မီတဲ့စက်ကရိယာတွေနဲ့အရေးသွင်းမြင့်မျိုးစေ့တွေအရေးတကြီးလိုအပ်နေတာတကယ်အချက်ပါ။စင်ကာပူကတော့လေယာမြေမရှိပေမဲ့ဒေါင်းလိုက်စိုက်ပျိုးရေးနည်းပညာတွေနဲ့အစားအစာထုတ်လုပ်မှုကိုမြင့်တင်နေတာဖြစ်ပါတယ်။အဲ့ဒီလိုမျိုးနည်းပညာအသုံးချမှုတွေဟာစင်ကာပူကိုကမ္ဘာရှေ့တန်းရောက်အောင်အမြဲတမ်းတွန်းပို့ပေးနေတဲ့အဓိကအချက်တွေပါ။မြန်မာနိုင်ငံရဲ့သဘာဝတန်ငွေနဲ့ရေအားလျက်စစ်အရင်းအမြစ်တွေကိုစနစ်တကျအသုံးချရင်တနိုင်ငံလုံးမီးလင်းစေနိုင်တာလူတိုင်းအသိဖြစ်ပါတယ်။ဒါပေမဲ့စီမံခန့်ခွဲမှုအားနည်းချက်တွေကြောင့်အဲ့ဒီအရင်းအမြစ်တွေဟာပြည်သူတွေအတွက်ထိရောက်တဲ့အကျိုးကျေးဇူးမရရှိခဲ့တာစိတ်မကောင်းစရာပါပဲ။စင်ကာပူကတော့နေအောင်ကြီးစွန့်ရင်နဲ့ရေစိုးပြန်လဲအသုံးပြုတဲ့စနစ်တွေကိုအလွန်ထိရောက်စွာအကောင့်ထဲပေါ်နေတာအားလုံးအသိပါ။နိုင်ငံတစ်ခုရဲ့တိုးတက်မှုဟာရှိတဲ့အရင်းမြစ်ကိုဘယ်လောက်ထိရောက်အောင်သုံးနိုင်တယ်လဲဆိုတဲ့အပေါ်မှာပဲလုံးဝမူတည်နေတာအမှန်ပဲဖြစ်ပါတယ်။
အခုရှင်းပြခဲ့တဲ့သမိုင်းဝင်အချက်လက်တွေဟာနိုင်ငံနှစ်ခုရဲ့ကွာခြားချက်ကိုအလွယ်ကူဆုံးသဘောပေါက်စေမှာပါမြန်မာနိုင်ငံရဲ့စီးပွားရေးပြန်လည်နလန်ထူဖို့အတွက်အားလုံးကဝိုင်းဝန်းကြိုးပမ်းကြရမှာဖြစ်ကြောင်းလေးနက်စွာတိုက်တွန်းလိုပါတယ်စင်ကာပူရဲ့ဖွံ့ဖြိုးတိုးတက်မှုမော်ဒယ်ဟာအာရှတိုက်တစ်ခုလုံးအတွက်အဖိုးတန်တဲ့ရွှေရောင်လမ်းညွှန်ချက်တစ်ခုဖြစ်နေမှာဖြစ်ကြောင်းဖော်ပြအပ်ပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုကိုအားပေးတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပြီးနောက်ကိုလည်းဗဟုသုတဖြစ်ပွဲအကြောင်းအရာများစွာတင်ဆက်ပေးသွားအောင်ပါမြန်မာနိုင်ငံရဲ့အနာဂတ်ဟာကမ္ဘာဇက်ခုံပေါ်မှာပြန်လဲလင်းလက်တောက်ပလာပါစေကြောင်းစိတ်ရင်းမှန်ဖြင့်စုမှုကောင်းတောင်းလိုက်ရပါတယ်စင်ကာပူရဲ့စီးပွားရေးတည်ငြိမ်မှုဟာကမ္ဘာစီးပွားရေးပညာရှင်တွေအမြဲတမ်းအားကျချီးကျူးရတဲ့အချက်တစ်ချက်ဖြစ်ကြောင်းသိရပါတယ်မြန်မာနိုင်ငံအနေနဲ့လည်းရေရှည်မျှော်မှန်းချက်ရှိတဲ့စီမံကိန်းတွေကိုအကောင့်ထဲပေါ်နိုင်မှုမျှော်လင့်မိတာအမှန်တရားတစ်ခုဖြစ်တယ်လို့ဆိုရမှာပါစင်ကာပူနိုင်ငံရဲ့လူနေမှုအဆင့်တန်းဟာကမ္ဘာအမြင့်ဆုံးစီးရင်ထဲမှာရှိနေတာကိုကမ္ဘာနိုင်ငံပေါင်းစုံကအမြဲတမ်းအားကျကြတာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့လူငယ်တွေလည်းပြည်ပကိုသွားစရာမလိုပဲပြည်တွင်းမှာတင်အောင်မြင်နိုင်မဲ့ခေတ်တစ်ခေတ်ကိုပြင်းပြစွာလိုလားနေကြတာပါအဲ့ဒီလိုခေတ်ကောင်းတစ်ခုရောက်ရှိလာဖို့အတွက်မှန်ကန်တဲ့မူဝါဒတွေနဲ့စနစ်ကောင်းတွေအမြန်ဆုံးဖော်ဆောင်ပေးရမှာဖြစ်ကြောင်းပြောကြားလိုပါတယ်စင်ကာပူရဲ့အောင်မြင်မှုလျှို့ဝှက်ချက်တွေကိုတေချာလေ့လာပြီးမိမိတို့ဘဝအတွက်လည်းအသုံးချနိုင်ကြပါစေကြောင်းဆန္ဒပြုလိုက်ရပါတယ်ကမ္ဘာအချမ်းသာဆုံးစင်ကာပူနိုင်ငံရဲ့နောက်ွယ်ကနောက်ထပ်လျှို့ဝှက်ချက်တစ်ခုကိုသိချင်ရင်တော့အခုမျက်နှာပြင်ပေါ်ကဗီဒီယိုကိုဆက်လက်နှိပ်ပြီးကြည့်ရှုလိုက်ပါခင်ဗျာ